သူတို့ရဲ့ခံစားချက်တွေကိုဒီတစ်နှစ်မှတစ်ချိန်မှာပဲဖွင့်အားနဲ့တဘောမျိုးဗျာရေမအဲ့ဒါကိုဘာလဲကျွန်တော်တို့ကပေါ်တယ်ဒီဟာလေးစပြီးတော့ရှောက်ထားနေချင်ဟုတ်ကဲ့ပိုင်းလေးပိုင်းရွေချက်3ခုနဲ့ပေါ့နော်လုပ်တဲ့ပိုင်းလေးပိုင်းမှာကျင်းကြတဲ့အခါမှာဒီပိုင်းနေရတယ်ဒီကျတော့စုပြီးနေဆိုရင်ဥတွေပါအောင်ကျုံနေဒီရုပ်ပေါ်ပုံပြတဲ့ပိုင်းကြတော့ဒီဟာငိမ့်စုစီရဲ့နှစ်ပုံမှနှစ်ခါငယ်ဒီကျတော့စုပြီးနေဆိုရင်ဒီပေါ်ကြချက်မှာဒီပိုင်းကလွယ်လွယ်နေတယ်အဲကြောင့်ကွဲလွဲနေတဲ့အတွက်ဒီပိုင်းကိုကျွန်တော်ကစပြီးတော့ကန့်ကွက်ပါဆိုတော့တင်ပြီးနောက်တည့်ရက်မှာပဲကျွန်တော်ကဒီလိုမျိုးပုံပေါ်မှာအဲ့တော့ဒီချက်တွေလည်းပေါ့အဲ့တော့ကရှင်းရှင်းလင်းလင်းအဲ့လိုပေါ့အခြေအနေကိုရှင်းပြလိုက်ရင်တော့ဟိုဒီဥစ္စာတမကျန်းတာမှာပါတဲ့ရည်တန်းစကားအဲ့ဒီဟာဒီဆိုဒါမှမဟုတ်လေဘာပေါ့နော်ပူဇော်မယ်ဆိုတဲ့ဟာမျိုးလုံးလိုက်ဒီဘက်တမျိုးဝင်လို့တော့မှာတော့ IDP ကမှလူငယ်ရဲ့ဖြောပြတင်စစ်ချင်းအစီအစဉ်တော့ကျွန်တော်တို့ဖြောပြရေးအစီအစဉ်ဆိုတော့ဒီဒီမီဒီကန်ကဒီတော့ကျေးတယ်ဒီတော့ကျေးပိုင်းကတော့ကျွန်တော်တို့သာတရားရတော့ဒီတော့ပိုင်းအဲ့ဒါမျိုးပြင်ခဲ့အခုက IDP ကရေရေကိုပြင်ပြတဲ့ချင်းကျွန်တော်တို့ကအဲ့မှာအဲ့လိုစောပြီးတက်တဲ့တရုတ်ကောင်နဲ့ဆိုပြီးအိတ်စားတာကျွန်တော်တို့နောက်ပြီးတော့မှမိသားစုရဲ့ဆန္ဒဆောက်ထားတဲ့ကိုရင်းကျန်းကဒီမှာကျန်းတာရဟုတ်လားပြီးဘာသာရေးဆရာရကျွန်တော်သိရမှာဒါလည်းဒီပေါ်မှာဆိုပိုင်းတော့အဲ့လိုဒီလိုဖြစ်နေတာတရားနဲ့ကျွန်တော်အများကြီးပြောတယ်နိုင်ရတဲ့နိုင်ပြီးတော့ဒီမှာဒီလိုလေးပြောင်းမယ်ကျွန်တော်စိတ်ကတော့ရုပ်ဖြစ်တာအဲ့လိုပြောလိုက်ရင်ဒီပိုင်းလေးဆိုတော့မင်းအောင်လည်းအောင်လုပ်တယ်ဘယ်လိုလုပ်ဆရာအကြံဉာဏ်ပေးတဲ့တိုင်းဖြစ်သွားတာကြာရောပါလေဒီတန်းနဲ့ဆိုတော့ဒီအောင်ပြောတဲ့ဟာဘူးရလေးပုံမှန်ကတော့ဝဲဆိုရင်ဒီတန်းဆိုတာလည်းဖြစ်တာကျွန်တော်တို့တရုတ်ပုံပဲတော့ကဒီလုံးလေးတွေချမယ်တော်ပြီးပိုင်းတွေလုပ်မယ်အခုတော့ဒီကတော့ဘယ်အမှုတွေလုပ်ပါလဲအဲဒီကအခုတော့ဒီလုံးလုံးလုံးကျွန်တော်တို့လည်းဒါကိုယ်လည်းလိုက်တော့ကိုယ်လည်းစကားအရာပေါ်မှာအဲ့ဒီစာကိုနေတဲ့ဘောပေါ်တော့ကျွန်တော်ပါရရရေးပြီးချင်းပြရဆက်ပါချင်းနေတဲ့အဲမှာဘာမှချစ်ဖြစ်တယ်စတိတ်ကတော့ဒါရှင်းတဲ့နေရာမှာရှင်းပြတဲ့အချိန်မှာအရင်ကလည်းဒီကွန်ပျူတာအချိန်တိုင်းကိုဆက်လုပ်တာအဲ့ဒီပိုင်းကိုပါဖို့ကလည်းရှင်းပြထားတဲ့ဒီနေထဲမှာလည်းရှားဖို့ပါတယ်ပါဖို့အတွက်ဟိုအဲ့ပိုင်းကိုရှင်းပြစားတယ်ဝက်ကိုရင်းချက်ကမရှိဘူးဖြစ်နေတယ်ကိုရင်းချက်ကလည်းတော့ဆောက်ထားဆိုတယ်ပေါ့ဒါပေမဲ့ဆောက်ထားတာဖြစ်တဲ့ဥစ္စာတွေမှာ